ရန်ကုန်တက္ကသိုလ်ရဲ့အဆောက်အဦဟောင်းဟာလာရောက်အောင်မှာထင်ရှားနေပါတယ်။ကိုလိုနီခေတ်အဆောက်အဦတွေရဲ့ခုံးတွေပေါ်မှာမောင်မိုက်တဲ့အရေးတွေဖြန့်ကျက်နေပါတယ်။စာကြည့်လိုက်ထဲမှာနာယီကမိနစ်တနာရီထိုးနေပါပြီ။အောင်ဟာလေးလံပြီးပုံထူတဲ့စာအုပ်တွေဝင်းရံထားပြီးတယောက်တည်းထိုင်နေပါတယ်။တိတ်ဆိတ်မှုကလေထုထဲမှာပြင်းထန်နေပါတယ်။ရုတ်တရက်ပြင်းထန်တဲ့တုန်ခါမှုတစ်ခုထွက်ပေါ်လာပါတယ်။သူ့ဘော်ကနေခြေတံတွေကြားနေရပါတယ်။သူတောင်တင်းသွားပါတယ်။ကင်းသမားတွေလက်နေတာလို့သူထင်ခဲ့ပါတယ်။ဒါပေမဲ့ခြေလမ်းတွေကနေကွေးပြီးအမင်တက်တက်ပါပဲ။အတန်ကလေကားကနေဆင်းလာပါတယ်။ခြေလမ်းတိုင်းဟာတစ်သားကျမ်းမြေဟောင်းတွေကိုတုံးခါစီပြီးပိုလေးလံလာတယ်လို့ခံစားရပါတယ်။ခြေတံတွေရပ်တန့်သွားပါတယ်။တကားရှိမှတိတ်ဆိတ်မှုကပြန်လည်ရောက်ရှိလာပြီးအရင်ကထက်လေးလံပြီးမွန်းကျက်လာပါအောင်တုံလို့သွားပါတယ်။စင်းကြံတဲ့ကိုချောင်းကြည့်ဖို့တကားကိုဖြည်းဖြည်းချင်းတွန်းဖွင့်လိုက်ပါတယ်။လေကားပေါ်မှာရှီလျားတဲ့ရေတစ်ခုရပ်နေပါတယ်။မောင်မိုက်နေပြီးပြဆက်တဲ့လမ်းရောင်အောက်မှာရှိနေပါတယ်။သူ့ရဲ့အသက်ရှူတန်းတွေရပ်တန့်သွားပါတယ်။အရေးမှလက်နဲ့ခေါင်းပါပေမဲ့ခြေထောက်တွေကရှိတဲ့နေရာမှာမရှိပါဘူး။သူမစောင့်နိုင်တော့ဘူး။ထွက်ပြေးရင်သူ့နှလုံးသားကနှစ်ရံတွေကိုတရုတ်ခုန်နေပါနောက်တစ်သိန်းမနက်တွင်ကင်းသမားဒီဇဝေဇဝါဖြစ်နေပုံရတယ်မင်းညကဘယ်သူမှပေါ်တဲ့မတက်ကြဘူးကျွန်တော်မှတော့တွေရှိတယ်တခုတော့မင်းညကအကြောင်းတိုးတိုးလေးပြောနေကြပါပျောက်ဆုံးနေတော့အနာဂတ်ကိုရှာဖွေရင်းခမ်းမထဲတွင်လဲလှယ်သွားလာနေသေးတယ်